သူဖမ်းမခံရခင်မှာဖျောင်းလုံးလေးတစ်လုံးကိုမျိုးချခဲ့ပေမဲ့အကျဉ်းထောင်ထဲရောက်တာနဲ့တင်ဂျင်းတယောက်ဆွန့်သွားခဲ့ရပါတယ်။အဆောင်တွေကအကျဉ်းသားတစ်တိုင်းကိုဝမ်းနှုတ်ဆေးတောက်ဖို့အမိန့်ပေးလိုက်လို့ပါ။ဂျင်းရင်တုံသွားခဲ့တယ်တကယ်လို့သူသာဝမ်းနှုတ်ဆေးတောက်လိုက်ရင်အားလုံးပြီးသွားပါပြီ။ဒါကတော့လျှို့ဝှက်ချက်တွေနဲ့ပြည့်နှက်နေတဲ့ထိပ်တန်းအဆင့် White Mountain ကျင်းထောင်ပဲဖြစ်ပါတယ်။အဝင်းစစ်ဆေးမှုကတော့ရက်ဆက်လွန်လာပါတယ်။ဘယ်သူမှမလှုပ်ရှားရဲပဲဖြစ်နေချိန်မှာအကျဉ်းဦးစီးမှုကတစ်ဖက်ခန်းကိုလက်ညှိုးထိုးပြပြီးပြောလိုက်ပါတယ်။ဟိုဘက်ကရင်ခွဲယုံပဲ။ဆေးတောက်ဖို့ညင်းတဲ့သူကအဲ့ဒီထဲကိုသွားရမယ်။အသက်ရှင်လျက်ပြန်ထွက်လာနိုင်မလားဆိုတာကတော့မင်းတို့ကံပေါ်ချင်းချောင်းမှုတွေအောက်မှာအားလုံးပဲဝမ်းနှုတ်ဆေးတောက်လိုက်ကြရပါတယ်။သူတို့အညစ်အကြေးဆွန့်ပြီးတဲ့အခါမှာတော့အဆောင်တွေကအဲ့ဒီအညစ်အကြေးတွေကိုအကုန်ချိန်မပြီးစစ်ဆေးကြပါတယ်။မကြခင်မှာပဲသူတို့ဟာပြင်ပပစ္စည်းတစ်ခုကိုတွေ့သွားကြတယ်။ဒါဟာဂျင်းမျိုးချခဲ့တဲ့ဖျောင်းလုံးလေးပါပဲ။ဂျင်းဟာဓာတုဗေဒပညာရှင်တယောက်ကိုကယ်ထုတ်ဖို့အကျဉ်းထောင်ထဲကိုဝင်လာခဲ့တာပါ။အဲ့ဒီဖျောင်းလုံးထဲမှာသူပြင်ဆင်လာတဲ့ထွက်ပြေးဖို့အတွက်လိုအပ်တဲ့ကိရိယာတွေပါရှိပါတယ်။မျိုးချလိုက်ရုံနဲ့စစ်ဆေးမှုကိုလွတ်သွားလိမ့်မယ်လို့သူထင်ခဲ့ပေမဲ့ဒီအကျဉ်းထောင်ကိုသူအထင်သေးခဲ့မိပါတယ်။အကျဉ်းဦးစီးမှုကဂျင်းစီလျှောက်လာပြီးဖျောင်းလုံးကိုမြှောက်ပြကအားလုံးကိုပြသလိုက်ပါတယ်။ဂျင်းဖော်ထုတ်ခံရတော့မယ်လို့အားလုံးကထင်နေချိန်မှာပဲအကျဉ်းဦးစီးမှုကဘေးမှာရက်နေတဲ့တခြားလူတစ်ယောက်ကိုရုတ်တရက်ဖမ်းဆီးလိုက်ပါတယ်။တကယ်တော့ဂျင်းဟာဖျောင်းလုံးထဲမှာဆက်ရန်နေရလေးတစ်ခုထည့်သွင်းထားခဲ့တာပါ။အဲ့ဒါကအစာရည်မျိုးပြိုထဲမှာခိတခဏညှိနေအောင်လုပ်ထားနိုင်ပေမဲ့ဒါဟာတကယ်တော့အန္တရာယ်ရှိဆုံးအခြေအနေပါပဲ။အချိန်မီပြန်မထုတ်နိုင်ပဲအစာအိမ်ထဲကိုကျသွားခဲ့ရင်လူကိုတေးစေနိုင်တဲ့ပြင်းထန်တဲ့အတွင်းပိုင်းသွေးယိုစီးမှုကိုဖြစ်စေပါတယ်။သူမျိုးချခဲ့တာအခုဆိုရင်15နာရီနဲ့45မိနစ်တောင်ရှိသွားပါပြီ။ဂျင်းအနေနဲ့တီးတက်နေရတစ်ခုကိုရှာပြီးအဲ့ဒီအလုံးကိုချက်ချင်းအန်ထုတ်ပြရပါမယ်။ဖျောင်းလုံးကသူ့လက်ချောင်းထဲမှာရွေးချားနေပါပြီ။သူသွေးစားတွေပါအန်နေရပေမဲ့အဆောင်တွေကသူ့ကိုအချင်းကန်းနဲ့ပြန်မခေါ်သွားပဲစောင့်ကြည့်ဖို့အတွက်စစ်ဆေးမင်းများရေးခန်းစီကိုခေါ်ဆောင်သွားကြပါတယ်။ဂျင်းဟာဖျောင်းလုံးလေးအစာအိမ်ထဲကိုကြားတော့မဲ့အထီးတွေကိုအထင်ရှားခံစားနေရပါတော့တယ်